အားလုံးပဲမင်္ဂလာပါဒီတစ်ခါကတော့ဘာလို့ပေးချင်တာလဲဆိုရင်သင်အခုလက်ရှိလုပ်နေတဲ့အလုပ်မှာရှေ့ဆက်ပြီးတော့ဘာဖြစ်လာမလဲဆိုတဲ့ဥစ္စာလေးကိုကြည့်ပေးပါမယ်သင်လက်ရှိအခုလုပ်နေတဲ့အလုပ်မှာသင်ရှေ့ဆက်ပြီးတော့ဘာဖြစ်လာမလဲဆိုတာသိချင်ပါတယ်သင်ရတယ်အခုလက်ရှိအလုပ်မှာအခုလက်ရှိလုပ်နေတဲ့အလုပ်ပေါ့နော်အခုလက်ရှိလုပ်နေတဲ့အလုပ်မှာငကိုတော့ဆိုလို့ရှိရင်ပထမဆုံးရှင်တင်တို့ရဲ့အတိတ်ပေါ့နော်အတိတ်မှာတော့ကလေအလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့လေစိတ်အစင်မပြေမှုတွေဖြစ်ခဲ့တယ်ပေါ့နော်စိတ်ညစ်စရာတွေစိတ်အစင်မပြေမှုတွေဆုံးရှုံးမှုတွေအဲ့လိုမျိုးနေပေါ့နော်အခက်အခဲတွေရှိခဲ့တယ်အဲ့လားတွေကိုတင်တို့ကလေခိတ္တခဏအနားယူပြီးတော့အနားယူခဲ့ရတယ်ပေါ့နော်အနားယူပြီးတော့ပြန်ပြီးတော့နိုးကြလာတဲ့လူမျိုးတွေကိုတွေ့တယ်အတိတ်မှာတော့လုံးဝအစင်မပြေဘူးကွာအတိတ်မှာတော့လုံးဝအစင်မပြေခဲ့ဘူးအလောက်ကိုင်းဆိုလို့ရှိရင်လည်းဥမာဝန်ထမ်းဆိုလို့ရှိရင်လည်းအလုပ်ထဲမှာအစင်မပြေဖြစ်တာတွေပေါ့နော်ကိုစိတ်ဖိစီးမှုများတာတွေရှိရလေနော်စိတ်ပင်ပန်းရတာတွေစိတ်ဖိစီးမှုဖြစ်တာအဲ့လိုမျိုးတွေပေါ့နော်ကိုယ့်အတွက်အစင်မပြေစရာအရာတွေဖြစ်တယ်ကိုယ်ပဲလုပ်တဲ့လူတွေဆိုလို့ရှိရင်အဲ့လိုပဲအချုံးပေါ်တာတို့ကိုယ့်အတွက်ကိုယ့်ရဲ့လုပ်ငန်းအတွက်မှာတအားကြီးကိုဘလို့မှအစင်ပြေလို့မရလို့ရှေ့ဆက်တိုးလို့မရလို့ခိတ္တခဏအနားယူပြီးတော့အနားယူလိုက်ရတာပေါ့နော်ခဏလုပ်ငန်းရက်လိုက်ရတာပဲဖြစ်ဖြစ်အနားယူလိုက်ရတာပဲအဲ့လိုမျိုးကနေပြီးတော့နေခဲ့ရတာမျိုးတွေ့တယ်အခုအချိန်မှာကြတော့အခုချိန်မှာတော့ဘယ်လိုပြန်တွေ့လဲဆိုလို့ရှိရင်အခုချိန်မှာတော့ရှင်းရလေပညာသားပါနဲ့ပြန်လုပ်နေပြီအလုပ်တွေကိုပြန်လုပ်နိုင်နေပြီအခုလက်ရှိမှာတော့ရှင်းပညာသားပါနဲ့ပြန်လုပ်နေပြီပြီးလို့ရှိရင်တေးသေးချာချာနဲ့ပေါ့နော်ရဲရင်းနဲ့လှုပ်ဆောင်နေတယ်ငကိုထက်အစာပေါင်းများစွာပို့ပြီးတော့တာလုံးနဲ့အခြေအနေပြီးလို့ရှိရင်ပို့ပြီးတော့မြင့်တဲ့ level တွေပြီးလို့ရှိရင်ငကိုလိုမျိုးစိတ်ဓာတ်ကျနေတာမျိုးစိတ်ဆင်းရဲနေတာမျိုးမရှိဘဲနဲ့ဒီလိုမျိုးစိတ်ဆင်းရဲစရာတွေစိတ်ငကိုတော့ဆိုလို့ရှိရင်ကွာတခုခုစိတ်ဆင်းရဲစရာဖြစ်လာပြီဆိုလို့ရှိရင်လူကလေဘာမှဆက်မလုပ်ရှင်တော့ဘဲနဲ့အချုံးပေးခြင်းတဲ့စိတ်မျိုးနဲ့လေရက်တန့်ပလိုက်ရှင်တဲ့စိတ်တွေဖြစ်ခဲ့ဘူးတယ်ငကိုတော့ကဒါပေမဲ့အခုချိန်မှာတော့ရှင်ရလေဘလောက်ပဲခက်ခဲတဲ့လုပ်ငန်းတွေဖြစ်စေပလိလေဘလောက်ပဲကိုယ့်အတွက်ကြမ်းတမ်းနေတာတွေဆုံးဖြတ်ချက်ကိုယ့်အတွက်စိတ်ပီစည်းမှုဖြစ်စရာဘလို့အန်ဒီရီတွေဘလို့အရာတွေပဲရောက်လာရှင်ရလေပညာသားပါနဲ့အေးဆေးဆေးတီတီငြိမ်ငြိမ်ပြပြတသားနဲ့ပြန်လဲဆောင်ရွက်နေနိုင်ပြီလို့တွေ့တယ်။ဘာကြောင့်လဲဆိုတော့ရှေ့မှာဖြစ်ခဲ့တဲ့အရာတွေရှေ့မှာကြုံတွေ့ခဲ့ရတဲ့အရာတွေကရှင့်ကိုပြန်ပြီးတော့ဘယ်လိုပြောမလဲ level မြင့်သွားတာပေါ့နော်။ရှေ့မှာတော့ဒုက္ခလူတယောက်ကအများအားရှုံးနေတာမဟုတ်လေနော်။တခါရှုံးနေပြီးရင်အဲ့ဒီရှုံးနေမှုလေကားတစ်ကိုကနင်းပြီးတော့အောင်မြင်မှုလေကားတစ်ကိုရောက်အောင်ကိုကတက်လဲရမှာလीနော်အဲ့လိုပဲရှင်ရလို့ပဲရှေ့တုန်းကအတိတ်မှာတော့ရှင်မှာအစင်မပြေမှုတွေစုံတခုခုဆိုလို့ရှင်ဖြစ်လာပြီဆိုရင်ကိုကလေအရန်လေစိတ်ခံစားချက်ကိုဦးစားပေးပြီးတော့အချုံးပေးနေတဲ့စိတ်တွေဖြစ်ခဲ့တယ်ဒါပေမဲ့အခုအချိန်မှာတော့တင်ကလုံးဝပဲအဲ့ဒီဟာမျိုးတွေလုံးဝမရှိတော့ဘူးလားလေဘယ်လိုမျိုးတွေလာမလဲဘယ်လိုအခက်အခဲတွေလာမလဲဘယ်လိုပြဿနာတွေလာမလဲလာအေးဆေးပဲရတယ်ဗာမျိုးအခုချိန်မှာကိုကအရာရှေ့မှာဖြစ်ခဲ့တဲ့အဆိုးတွေအားလုံးကိုကသိသွားပြီဆိုတော့ဒါတွေဖြစ်လာရင်ဘယ်လိုမျိုးကြော်ဖြစ်ရမလဲဆိုတာသင်ကောင်းသိပါပြီဒါကြောင့်မလို့ဘယ်လိုတွေပဲဖြစ်လာငါအကောင်းဆုံးကြော်ဖြစ်မယ်ဆိုတဲ့စိတ်နဲ့သင်ကအေးဆေးပဲပညာသားပါအကောင်းဆုံးလုပ်ကိုင်နေတာမျိုးတွေ့တယ်အခက်ခဲတွေဘသူတွေဘာလာကတက်ခိုက်ဘသူတွေဘလို့ပဲလာပြီးရမ်းမှုလုံးဝကြည့်မဆိုင်ဘူးအေးဆေးပဲသင်ကအခုချိန်မှာလုံနိုင်နေပြီလို့တွေ့ပြီးတော့သင်ရဲ့
တိတ်ပေါ့နော်အတိတ်မှာကြလို့ရှိရင်ဘယ်လိုတွေ့လဲဆိုလို့ရှိရင်တင်ရလေအတိတ်မှာအဲ့လိုမျိုးအစင်မပြေတဲ့အရာတွေသိလားကိုယ်အနှောက်အယှက်ဖြစ်စေမဲ့အရာတွေစိတ်အစင်မပြေဖြစ်မဲ့ကိုယ့်အတွက်အနှောက်အယှက်ဖြစ်မဲ့အရာတွေအားလုံးဆိုလုံးဝနှစ်လေးတောင်ကောင်းနေမထည့်ဘူးအားလုံးလုံးဝပြစ်ချခဲ့တာအားလုံးလုံးဝပြစ်ချပလိုက်မှာပို့ပြီးတော့တောက်ပတဲ့ပို့ပြီးတော့ကောင်းမွန်တဲ့ဘဝပို့ပြီးတော့ကိုယ့်အတွက်ပိုစင်ပြေမဲ့နေရာကိုကတလန့်သွားမှာခေါင်းနဲ့ထဲမထဲဘူးတော့ဗါတဲ့စိတ်ဆင်းရဲစရာကြီးလားအိုးကိုအဲ့လိုမျိုးပေါ့နော်ဘာပြလာတိုက်ခိုက်မလားယူမဆိုင် I don't care သူတွေကိုပဲလာပြီးတော့ဘလိုပဲတိုက်ခိုက်ဘလိုပဲလာပြီးတော့နှိုင်းရှင် I don't care ပဲတင်ရအဲ့လိုမျိုးအရန်ကိုစိတ်တဲ့အရန်ပြတ်သားပြီးတော့လေအရန်ရင့်ကျက်သွားမှာတင်ရဲ့ဘဝကိုပို့ပြီးတော့ကောင်းမွန်မဲ့တိုးတက်မဲ့အရာတွေပဲတင်ရဦးစားပေးပြီးတော့ရှောက်လန်းသွားမှာတင်အတွက်အရေးမပါတဲ့အရာတွေကိုလုံးဝဂရုမစိုက်ဘူးအားလုံးကိုသွားအကုန်လုံးပြစ်ထားခဲ့မှာခေါင်းနဲ့အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးတင်ရဖြစ်လာမှာပထမဦးဆုံးပြန်ပြီးတော့အတူအခြေတော့ပြန်ပြီးတော့အတူချုပ်ပြောရမယ်ဆိုရင်ပထမဦးဆုံးရှင်းရဲ့အလုံးနဲ့ပတ်သက်ပြောတော့အခုချိန်အလုံးနဲ့ပတ်သက်ပြောနေအတိတ်မှာတော့တင်ရလေတခုခုဆိုအချုံးပေးနေတာငါမလုံနိုင်တော့ဘူးငါစိတ်နေတယ်ငါဓာတ်ရုံမလုံနိုင်တော့ဘူးစိတ်ဓာတ်ကအရန်ကိုလေကိုကလေ pressure တွေအရန်အားများလာပြီဆိုရင်အဲ့လာကြီးကိုပြန်မခုခံနိုင်ဘူးအဲ့ဆိုကိုကကြည့်ရတယ်တော့တင်ရတက်တန်းလို့ရတာပါတာပေါ့နော်ကိုလုပ်ငန်းတစ်ခုဆက်လုပ်တဲ့အချိန်မှာကိုတခါမှမလုပ်ဘူးတဲ့အရာပဲဖြစ်ကိုအဲ့လိုနယ်ပဲတစ်ခုဝင်လာပြီးစအောင်ဆုံးအဲ့လိုဝင်ချင်းမှာဒီလိုမျိုးကိုအတွက်အတိုက်အခိုက်တွေပြဿနာတွေကိုဒီလိုမျိုး pressure တွေများလာပြီဆိုဒါကတော့ဘယ်သူမဆိုနော်စိတ်တက်ကျသွားတာပဲเนาะစိတ်တက်ကျသွားတယ်ဘာမှဆက်လုပ်ချင်စိတ်မရှိတော့ဘူးဆိုတဲ့စိတ်တက်မျိုးကဒါလူတိုင်းလူနီးပါဖြစ်တယ်အဲ့ရနေပြီးတင်ရပြန်လဲပြီးတော့နိုးထလာပြီးတော့ပြန်ပြီးတော့စိတ်ခွန်အားတွေပြန်ယူလာတာပေါ့နော်ခိတခဏတင်ရအနားလေးခဏယူလိုက်တယ်ဘာဖြစ်နားယူလိုက်ပြီးတင်ရငါဘာလိုမျိုးပြန်ငါမှဘာလိုအပ်ချက်တွေရှိရတယ်ငါဘာကြောင့်ဒီလိုမျိုးဖြစ်နေရတာလဲငါအကောင်းဆုံးပြန်စူးစမ်းမယ်ဆိုတော့စိတ်ခွန်အားတွေပြန်ယူပြီးတော့တင်ရပြန်လဲနိုးထလာပြီးတော့လုပ်ငန်းတွေပြန်စအဲ့ဒီအချိန်မှာတင်ရလေငကိုလိုလုံးဝမဟုတ်တော့ဘူးနည်းနည်းလေးနဲ့ဘလို့မှငကိုလိုလုံးဝအချုံးပေးတဲ့လူသားမဟုတ်တော့ဘူးတင်းရောဘလို့တွေလာပြီးတိုက်ခိုက်ဘလို့တွေပဲလာပြီးတော့ပြောဘလို့တွေဘလို့ပြဿနာပေါင်းတောက်ချောက်တာဘလို့ပဲလာလို့တင်းရလုံးဝအေးဆေးပဲခေါင်းအေးလေးနဲ့လုံးဝဖြည့်ရှင်းတယ်တေချာတိကျဆုံးဖြတ်နိုင်တယ်ကိုကလေကိုဘလောက်ပဲရင်းနေလာမှုကိုကမေတ္တာတရားလေးနဲ့ပဲအကောင်းလေးမြင်ပြီးတော့ပဲပြန်လုပ်ပေးလိုက်တယ်လူတွေကိုကူညီတယ်ကိုမုံတဲ့လူတွေကိုလည်းကိုကလေပြန်ပြီးတော့ဘလိုမျိုးဆိုတဲ့ဥစ္စာလေးပေါ့နော်ကိုယ့်ဘက်ကပြန်ပါလာအောင်ကိုကလုပ်တမားတွေအမြင်မှာဟဲ့ဒါကနင်းရဲ့ရန်သူလို့ပြောနေတော့မှာပဲအဲ့ဒီကိုယ့်ရဲ့ရန်သူကိုယ့်ဘက်ကပါလာအောင်ကိုယ့်ရဲ့မေတ္တာတရားကိုယ့်ရဲ့နီးညံပြည့်တယ်ပေါ့နော်အဲ့လိုမျိုးအရာတွေနဲ့ကိုကတိမ့်သွင်းယူတယ်တဖြည်းဖြည်းနဲ့အဲ့တော့တဖြည်းဖြည်းနဲ့အရန်ဆိုးပါတယ်မကောင်းပါဆိုတဲ့လူတွေကတော့ကိုနာကိုတဖြည်းဖြည်းရောက်လာပြီးရင်ပါပြီးကိုနဲ့အတူတူကိုနာမှာနေလာကြတာမျိုးတွေ့တယ်အဲ့တော့နောက်ပိုင်းတဖြည်းဖြည်းနဲ့ဆရာရင့်ကျက်လာမယ်ရင့်ကျက်လာပြီးတော့သင်အတွက်လုံးဝမကောင်းပါဘူးဆိုတော့ dark side ပေါ့နော် dark side တွေဖြစ်စေမယ့်အရာမျိုးဆိုရင်လုံးဝသင်ဟာ go away ပေါ့နော်ထားခဲ့ပြီးတော့အဲ့ဒီအရာတွေကနေပြီးတော့စွန့်ခွာပြီးတော့အကောင်းဆုံးဆိုတဲ့အရာတွေကိုလှုပ်ဆောင်ဖို့ဘဝတလန်းနေအတွက်ကိုပဲအကောင်းဆုံးရှင်ကတည်ချာလေးပေါ့နော်ခြောက်လန်းသွားတာမျိုးတွေ့တယ်အဲ့တော့နောက်ပိုင်းမှာဘယ်လိုမျိုးတင်ရပို့ပြီးတော့ရင့်ကျက်တည်ငြိမ်လာတာမျိုးတွေ့တယ်ပေါ့နော်ကောင်းတယ်နော်အဲ့လိုမျိုးပဲရှေ့ဆက်ပြီးတော့အခုဒီမှာတွေ့တဲ့ဒီဗီဒီယိုလေးကိုတွေ့တဲ့လူတွေကအခုအတိတ်ကအခုပြစ္ဆုတ်ပံရဲ့ပြီးတော့တင်ရဲ့အနာဂတ်မှာဖြစ်လာမယ့်အရာတွေကိုတေချာတိကျစွာဖြင့်ဟောကြားပေးထားပါတယ်အားလုံးပဲအခက်ခဲတွေအန်တီရယ်တွေအတိုက်ခိုက်တွေကကင်းဝေးပြီးတော့လိုရင်းဆန္ဒတွေကိုတလုံးတဝပြည့်ပြီးလိုရာပန်းနိုင်ကိုအမြန်ဆုံးရောက်ရှိကြပါစေနော် Bye bye see you